ပွဲကိုလာတက်ဖြစ်တာကတော့ညီမ data analyst ဘက်ကို line ပြောင်းဖို့အတွက်စဉ်းစားနေလို့ပေါ့နော်ဒါညီမအတွက်လည်းအထောက်အကူပြုမယ်လို့ထင်လို့ဒီပွဲလေးကိုလာရောက်တက်ဖြစ်တာပါ business analysis ကတကယ် career opportunity လည်းဖြစ်နေတော့ကိုယ့်ရဲ့ career ကို mid life မှာ change နေတဲ့သူ change များ change နိုင်မလားဆိုပြီးတော့ရည်ရွယ်ချက်လည်းပါပါတယ် ဒီပွဲကတော့ကျွန်တော်ဒီ business နဲ့ပတ်သက်ပြီးတော့ content တစ်ခုအနေနဲ့ကျွန်တော်လာပြီးတော့တက်ရောက်ဖြစ်တာပါ business analyst အကြောင်းနည်းနည်းသိစိတ်ပို့ပြီးသိချင်တော့လာပြီးတော့ join ဖြစ်တဲ့အကြောင်းရင်းလေးဖြစ်ပါမလား ဒီကလည်းဒီမှာ metric မှာပေါ့နော် BI အတန်းကိုတက်ခဲ့ဘူးတယ်ဒီပွဲလေးလည်းအခုရှိရတီးတော့စိတ်ဝင်စားနေလာတက်ဖြစ်တာဟုတ်ဆရာရှိရနေတော့ဘာတွေအများအသေးတွေထည့်ရနိုင်မလဲပေါ့နော် metric မှာပဲ CFA program လေး join ဘူးလေ join နေရဆိုတော့ဒီမှာရှိနေတဲ့ program တွေကတကယ်ကိုပဲ quality ရှိနဲ့ပြီးရင်ကို career အတွက်ကော professional အတွက်ကော support ဖြစ်စေနိုင်တဲ့ program တွေများတယ်ဒါကြောင့်မို့ဒီ program လေးကိုလည်းစိတ်ဝင်စားလေးလာကြည့်ပြပါလား အဓိကတော့ business နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်အဲ့တော့ကိုယ်နဲ့ကိုက်ညီတဲ့ဟာရှိခဲ့ဆိုရင်တော့ထပ်ပြီးတော့ဗောနော်တင်တန်းကျောင်းကို join ဖို့ရှိရဗောနော် လက်ရှိကျွန်တော်ကဒီ MTV Bank မှာလောက်တာပေါ့နော် Matrix နဲ့ကလည်းသူက partnership တွေဖြစ်တဲ့အတွက်ဒီ Matrix ကဘာပဲလုပ်လို့အရင်စိတ်ဝင်စားဖို့ခေါင်းတဲ့ program တွေပါအဲအကြောင်းကိုလာပြီးတော့တက်ရောက်ဖြစ်တာပါ ဒီ seminar နေပြီးတော့မှညီမတို့အတွက်ကိုပို့ပြီးတော့ perform လုပ်နိုင်ဖို့အတွက်ပေါ့ဘယ်လိုမျိုးတင်တန်းတွေတက်တက်လဲဘယ်လို opportunity တွေရှိလဲဆိုတာသိချင်လို့လာတက်ရောက်တာပါဟုတ် IDA Nano-Business Analysis Training Program Official Launch Event ကျန်းမာရေးဆိုင်ရာစီမံရပါလို့ရှင် ဒီ accreditation course တွေအားလုံးနှီးပါးတော့ကိုတေချာသိခဲ့တယ်ဗောနော်နောက်တစ်ခုကဒီ panelist တွေကနေပေးတဲ့ message တွေဒီ panelist တွေကနေရတဲ့ idea တွေ knowledge တွေလည်းအများကြီးရခဲ့ပါတယ် business analysis ဆိုတဲ့အရာကိုကျေပြပြန်ပို့ပြီးတော့သိရတယ် သူရဲ့ roles ကဘယ်လိုမျိုးလဲသူရဲ့ skill set တွေကဘာတွေလို့လဲပြီးတော့ကိုယ့်ရဲ့အခုလက်ရှိလုပ်နေတဲ့ဒီအလုပ်ငန်းတွေမှာလည်းပေါ့နော်ဒါတော်တော်လေး effective ဖြစ်တဲ့ဟာလေးလည်းအများကြီးသိသွားပါတယ်ပေါ့ဟုတ် banking industry ရော fintech industry ရောကိုရီးယားဆရာရဲ့ knowledge sharing တွေအများကြီးရခဲ့ပါတယ်အဲ့လိုလုပ်ပြီး metric ကိုလည်းကျေးဇူးများကြီးတင်ပါတယ်